ရွှေလန်းကိုလန်းနဲ့ထောက်ခဲ့ပြီးယူသားလေးတွေလည်းဘုံလုံးဖြစ်ခဲ့ပြီးကားလိုလည်းဒီမိသားစုနဲ့ဆန္ဒမှာလည်းအဆောင်ရရဆောက်ရှောက်ကြပါကျွန်တော်တို့ကလည်းတမီးလေးကိုတမီးရဲ့မချဆောက်ရှောက်ပါမယ်မိဘဝတရားချင်းအတော်အရွယ်ပြီလျက်ပတ်တဲ့နေပြီချေမြို့နယ်သူဆွေဗလာခာမင်္ဂလာရဲ့မြတ်ပြီတရားရည်ကိုသောတိရတပရမညာညုံဆွေမိဘဝတရားချင်းအတော်အရွယ်ပြီလျက်ပတ်တဲ့နေပြီချေမြို့နယ်သူဆွေဗလာမင်္ဂလာရဲ့မြတ်ပြီတရားရည်ကိုသောတိရတပရမညာညုံဆွေမင်္ဂလာရှိကြောင်းပြည့်တည်အောင်ရောက်သူရပြရအောင်ပါစေမောင်မဲတွေမြို့မှာတင်းကြီးမြူတွေဝါရောက်စီအောင်နာမေဒီရတာဘောတာဘောရှိကောင်းသောလူရဆန္ဒများနဲ့ပြည့်စုံကြပါစေ။သက်ဆုံးတိုင်းကိုအောင်မြင်အောင်ပေါင်းကြပါစေ။သာသာရရအားလုံးစင်ကြကြပါစေ။တစ်သက်သောမျိုးတွေကလည်းအားလုံးကချစ်နိုင်ကြပါစေ။ချစ်ပြီးနိုင်ကြပါစေ။အဲ့ဒါလည်းရတယ်။ဒါဆိုတော့ဥစားရဲ့ကိုယ့်ရဲ့လုံငန်းကန်ကအောင်ဘဝတွေအကုန်လုံးပဲနဲ့ညီညီအောင်မြင်စွာထိန်းကျောင်းအောင်မြင်ကြပါစေ။ပျော်ရွှင်ကြပါစေ။နှစ်ဖက်မိသားစုတွေနဲ့လည်းအေးချမ်းသာယာပျော်ရွှင်နိုင်ကြပါစေ။ကိုယ့်ရဲ့ဘဝကိုလည်းအဲ့ပါဘောအိမ်တော်ရေးရောဒီအောင်မြင်မှုတွေရောဘဲနဲ့ညီအောင်ထိန်းသိမ်းနိုင်ကြပါစေပျော်ရွှင်ပါစေအားလုံးဝေမျှဝေသားနဲ့ဆုတောင်းပေးပါရစေ။ကျမသိရတာပြီးရောတခါတည်းတိုင်းမှာလည်းများလို့ချစ်ခင်ခဲ့တယ်။အမကလည်းဆိုင်တာတူမှာပါတယ်နော်။ဘူးချင်းအားစပြီးတော့တယောက်နဲ့တယောက်နားလည်မှုရှိရှိနဲ့ဆက်ဆက်ရရအစိုးဝဲကြုံကြုံကောင်းဝဲကြုံကြုံတယောက်နဲ့တယောက်တိုင်တိုင်မီမီနဲ့ညှိနှိုင်းပြီးတော့တာယာတဲ့မိသားစုဘဝတွေပြီးဆောင်နိုင်ပါလိမ့်နားလည်မှုရှိရှိနဲ့သစ္စာရှိရှိနဲ့အောင်မြင်တဲ့ဘဝကိုလည်းရှောက်လန်းနိုင်ပါလိမ့်ကောင်းတဲ့လူရဲ့ဆန္ဒတွေအကုန်ကြည့်ပါပါလိမ့်ဒီချင်အစားကျွန်တော်တို့ကနေပြီးတော့ရွှေလန်းကိုလန်းဖောက်ပြီးတော့ယူသားကြီးတွေဖြစ်သွားကြပြီပေါ့ရွှေလန်းကိုလန်းနဲ့ထောက်ခဲ့ပြီးယူသားကြီးတွေလည်းဘုံလုံးဖြစ်ခဲ့ပြီးကားလိုလည်းဒီမိသားစုနဲ့ဆန္ဒမှာလည်းအဆောင်ရရဆောက်ရှောက်ကြပါကျွန်တော်တို့ကလည်းတမီးလေးကိုတမီးရဲ့မချဆောက်ရှောက်ပါမယ်ကျွန်တော်တို့လည်းဒီပြောင်းတဲ့နေရာတွေတော့ဒါပဲ